တုတ်တန်ချံအခန်းကြီး၈အခန်းငယ်1မှ36ဉာဏ်ပညာဒီခေါ်၍မိမိအတန်ကိုလွင့်တီမဟုတ်လောမြင့်သောအရထက်၌၎င်းလမ်းခရီးအနား၌၎င်းရစ်နေ၏ကြီးသောတကဝမြုပ်တကားအိမ်တကဝမှာကြွေးကြော်၍အချင်းလူတို့တင်တို့အားငါခေါ်၏လူသားတို့အားအတန်ကိုငါလွတ်၍၏ဉာဏ်သိမ်သောသူတို့ပညာတရားကိုနားလည်ကြလော့လူမိုက်တို့ထူးထွန်းသောဉာဏ်ရှိကြလော့နားထောင်ကြမြတ်သောစကားကိုငါပြောမည်မှန်သောတရားစကားကိုငါနှုတ်မှတ်မည်ငါနှုတ်ထွက်စကားသည်တမန်တရားနှင့်သာဆိုင်၍ငါနှုတ်ခမ်းတို့သည်ဒုစရိုက်ကိုဆက်ရှုပ်ရွံ့ရှာ၏ငါဟောပြောသမျှသောစကားတို့သည်ဖြောင့်မတ်၍ကောက်သောသဘောဖောက်ပြန်သောသဘောနှင့်ကင်းစင်ကြ၏နားလည်သောသူ၏အလုံးစုံရှင်းလင်း၍ပညာကိုရသောသူတို့အားဟုတ်မှန်ကြ၏ငွေအရင်ငါနည်းကို၎င်းမြစ်သောရွှေအရင်ပညာအသက်ကို၎င်းခံယူကြလော့အကြောင်းမူကားပညာသည်ပထမထက်သာ၍မြတ်၏မြစ်သက်ပွေသမျှသောအရာတို့သည်ထူယတနာကိုမပြိုင်နိုင်ကြငါဉာဏ်ပညာသည်တမတတိနှင့်ပေါင်း၍လိမ်သောသိပ္ပံအသက်များကိုပေါ်တတ်၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောကဒုစရိုက်ကိုမုန်းသောသဘောတည်းမာနထောင်လွှားခြင်းစော်ကားခြင်းမကောင်းသောလမ်းသို့လိုက်ခြင်းကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကိုငါမုန်း၏အကြံပေးနိုင်သောအခွင့်နှင့်ပညာယတနာသည်ငါ၌ရှိ၏ငါဒီဉာဏ်ဖြစ်၍အစွန်းတတိနှင့်ပြီးဆုံး၏ငါအားဖြင့်ရှင်ဘရင်တို့သည်စူးစမ်းရသောအခွင့်မင်းအရာရှိတို့သည်ဆုံးဖြတ်ရသောအခွင့်ရှိကြ၏ငါအားဖြင့်မြင်သာမူမှန်တရားသူကြီးအပေါင်းတို့သည်အစိုးရသောအခွင့်ရှိကြ၏ငါကိုချစ်သောသူတို့ကိုငါချစ်၏ငါကိုကြိုးစား၍ရှာသောသူတို့သည်တွေ့တတ်ကြ၏ငါ၌စီးစိမ်နှင့်ဂုဏ်အတရေရှိ၏မြဲသောစီးစိမ်နှင့်ဖြောင့်မတ်ခြင်းပါရမီရှိ၏ငါပေးသောအကျိုးသည်ရွှေထက်မကရွှေစင်ထက်သာ၍မြတ်၏ငါကြောင့်ရသောအခွင့်ဘန္တာသည်ငွေတော်ထက်သာ၍မြတ်၏ငါသည်ဖြောင့်မတ်ခြင်းလမ်းတရားသဖြင့်စီရင်ခြင်းလမ်းအလယ်၌ရှောက်သွားသည်ဖြစ်၍ငါကိုချစ်သောသူတို့သည်အမွေခံရသောအခွင့်နှင့်သူတို့ဘန္တာတိုက်ပြေဝစီသောအခွင့်ကိုငါပေးတတ်၏ထာဝရဘုရားသည်ရှိအမှုတော်ကိုမပြုတ်မီထွက်ကြွတော်မူစကပင်ငါကိုပိုင်တော်မူ၏မိကြီးမဖြစ်မီရှိဥစွာသောကာလအနန္တကာလမှစ၍ငါသည်ဗိတိတ်ခံပြီးနည်းနည်းသောပင်လယ်မဖြစ်ရေနှင့်ကြွေဝသောစမ်းရည်တွင်မဖြစ်မီငါကိုဖြစ်ပွားစေတော်မူ၏တောင်ကြီးမသည်တောင်ငယ်မဖြစ်မီမိကြီးနှင့်လေသောများကိုမဖန်ဆင်းအဦးဆုံးသောမိမှုကိုများမဖန်ဆင်းမီငါကိုဖြစ်ပွားစေတော်မူ၏မူကောင်းကင်ကိုပြင်တော်မူသောအခါငါရှိ၏သမုဒရာမျက်နှာကိုကန့်ကွက်သောအမှုအထက်မူတိမ်ကိုတည်စီသောအမှုနည်းနည်းသောအရ၌ဆိုင်းရည်ပေါက်တို့ကိုခိုင်ခန့်စေတော်မူ၏သမုဒရာ၌ကန့်ကွက်သောအပိုင်းအခြားကိုရီမလွဲမှုရမည်အကြောင်းစီရင်သောအမှုမိကြီးတိုင်းမြစ်တည်သောအမှုတို့ကိုပြီးစီးစီတော်မူသောအခါငါသည်ကျွေးမွေးတော်မူသောကာကဲ့သို့အထံတော်ပါတွင်နေ၍အစင်မပြတ်မွေရောတော်မူရာဖြစ်၏ရှိတော်၌အစင်မပြတ်ကစားလျက်ဖန်ဆင်းတော်မူသောမိကြီးတပြင်လုံးတွင်ရွှင်လန်းလျက်လူသားတို့နှင့်ပေါင်းပေါ်၍ပျော်ပါလျက်နေ၏တုတ်ဖြစ်၍ငါသားတို့ငါစကားကိုနားထောင်ကြလော့ငါဤလမ်းများကိုစောင့်ရှောက်သောသူတို့သည်မင်္ဂလာရှိကြ၏ငါဆုံးမခြင်းကိုမပယ်ကြနှင့်နားထောင်၍ပညာရှိကြလော့
ငါစကားကိုကြား၍ငါတကားနာမှာနှစ်တိုင်းဆောက်ရက်တကားတိုင်းနာမှာမျောလင်းလျက်နေသောသူသည်မင်္ဂလာရှိ၏ငါကိုရှာ၍တွေ့သောသူသည်အသက်ကိုတွေ့၏ထာဝရဘုရား၏ကျေးဇူးတော်ကိုလက်ခံရ၏ငါကိုပြစ်မှားသောသူမူကားမိမိအသက်ဝိညာဉ်ကိုပြစ်မှား၏ငါကိုမုန်းသောသူအပေါင်းတို့သည်တည်ခြင်းကိုချစ်ကြ၏